ဒီကနေ့မှာတော့ Rama9 area မှာကိုရိုင်းနေထိုင်မှုအတွက်လည်းကောင်းပြီးတော့မှ investment လုပ်ချင်တဲ့သူတွေအတွက်ပါကောင်းမွန်တဲ့ project တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။ဒါကတော့ Sena Development ကနေတည်ဆောက်ထားတဲ့ Niche Mono Rama9 ဆိုတဲ့ project ပဲဖြစ်ပါတယ်။ဒီ project က low rise ကိုဖြစ်ပြီးတော့မှပေတင်နှစ်ခုပါဝင်မှာပဲဖြစ်ပါတယ်ရှင်။ပေတင်တစ်ခုစီမှာဆိုလို့ရှိရင်8လွှာစီပါဝင်ပြီးတော့မှ total unit က430ပဲပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အေးအေးဆေးဆေးနေခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းရွေးချယ်သင့်တဲ့ project လေးပဲဖြစ်ပါတယ်။ Car parking space အနေနဲ့ကတော့42%ပါဝင်ပြီးတော့မှ facility တွေအနေနဲ့ဆိုလို့ရှိရင်တော့ swimming pool, fitness room နဲ့ co-working space တွေကို ground floor မှာပဲထည့်သွင်းပေးထားပါတယ်ရှင်။ဒီ project ကတော့ဘန်ကောက်ရဲ့ New CBD area ဖြစ်တဲ့ Rama9 area မှာရှိပြီးတော့မြို့ထဲကိုသွားလာရလွယ်ကူတဲ့ location မှာရှိပါတယ်ရှင်။ဒီအနီးနားမှာဆိုလို့ရှိရင်လည်း Central Rama9 Fortune Town လို့ shopping mall တွေနဲ့နှီးပြီးတော့မှကျန်းမာရေးအတွက်ဆိုလို့ရှိရင်လည်း Rama9 Hospital, Bangkok Hospital တို့လို international hospital တွေက project ရဲ့အနီးနားမှာပဲရှိပါတယ်ရှင်။ဒါအပြင်ဒီ international school တွေ university တွေကိုဆိုလို့ရှိရင်လည်းသွားလာရလွယ်ကူတဲ့ location မှာရှိတဲ့အတွက်ကြောင့်မို့လို့ကိုယ်တိုင်နေထိုင်မှုအတွက်တည်းမဟုတ်ဘဲနဲ့ investment လုပ်ချင်တဲ့လူကြီးမင်းတွေအတွက်ဆိုလို့ရှိရင်လည်း rent ချေကြီးကောင်းကောင်းရနိုင်တဲ့ project လေးပဲဖြစ်ပါတယ်ရှင်။ဒီအခန်းလေးကတော့29 square meter ကျယ်ဝန်းတဲ့ one bedroom အခန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်။အခန်းထဲမှာဆိုလို့ရှိရင်လည်းအခုလိုမျိုး coffee လေးတောင်းရင်လည်းအေးအေးဆေးဆေးအနားယူလို့ရပါမယ်။အခန်းထဲမှာဆိုလို့ရှိရင်လည်း dressing table နဲ့ wardrobe လေးတွေထည့်ထားပေးပါတယ်ရှင်။ရေချိုးခန်းနဲ့အိမ်သာကိုဆိုလို့ရှိရင်လည်းအိမ်ခန်းနဲ့တွဲရက်ထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ master bedroom ပုံစံမျိုးလေးအသုံးပြုလို့ရပါမယ်ရှင်။ဒီအခန်းလေးကတော့33.5 square meter ကျယ်ဝန်းတဲ့ one bed plus အခန်းမျိုးစားလေးပဲဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်အဲခန်းကိုအခုလိုမျိုးလေးကြည်ကြဲဝန်းဝန်းလေးဖွဲ့စည်းပေးထားပါတယ်ရှင်။ဒါလေးကတော့ plus အခန်းလေးပဲဖြစ်ပါတယ်ရှင်။ plus အခန်းလေးကိုတော့ကိုယ်စိတ်ကြိုက်ပြန်ပြီးတော့ဖွဲ့စည်းလို့ရပါတယ်။ main bedroom လေးကိုဆိုလို့ရှိရင်လည်းကြည်ကြဲဝန်းဝန်းလေးဖွဲ့စည်းပေးထားပြီးတော့ balcony လေးလည်းထည့်ထားပေးပါသေးတယ်ရှင်။ bathroom ကိုဆိုလို့ရှိရင်လည်း separate လုပ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ common area ကနေလည်းအလွယ်တကူအသုံးပြုလို့ရပါတယ်ရှင်။ဒီအခန်းလေးကတော့56 square meter ကျယ်ဝန်းတဲ့ 2 bedroom အခန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်။ living room ကိုဆိုလို့ရှိရင်အခုလိုမျိုး balcony လေးနဲ့တွဲရက်လေးထည့်ထားပေးပါတယ်။ဒါလေးကတော့ single bedroom လေးပဲဖြစ်ပါတယ်ရှင်။ master bedroom ကိုဆိုလို့ရှိရင်လည်းကြည်ကြဲဝန်းလေးဖွဲ့စည်းပေးထားပြီးတော့ wardrobe လေးတွေကိုလည်းအခုလိုမျိုးလေးထည့်ပေးထားပါတယ်ရှင်။ဒါလေးကတော့အိမ်ခန်းနဲ့တွဲရက်ပါတဲ့ရေချိုးခန်းနဲ့အိမ်သားလေးပဲဖြစ်ပါတယ်ရှင်။ဒီဘက်မှာဆိုလို့ရှိရင်တော့နောက်ထပ် common bathroom လေးတစ်ခန်းထပ်ပြီးတော့ပါပါမယ်ရှင်။အခန်းမျိုးစားရဲ့အနေနဲ့ကတော့ one bedroom, one bed plus နဲ့ two bed ဆိုပြီးတော့မှရွေးချယ်နိုင်ပါတယ်ရှင်။ဆိုတော့28 square meter ရှိတဲ့ one bedroom တစ်ခန်းကိုဆိုလို့ရှိရင် starting price အနေနဲ့ 2.79 million ဘက်ကနေပြီးတော့မှစတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။အခုချိန်မှာဝယ်မယ်ဆိုလို့ရှိရင်တော့ promotion အနေနဲ့ fully furnished ပါဝင်မှာဖြစ်ပြီးတော့ electrical appliance 5မျိုးပါထည့်သွင်းပေးဦးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ project လေးကိုစိတ်ဝင်စားလို့အသေးစိတ်သိရှိချင်တယ်ဆိုလို့ရှိရင်တော့ရမုံတို့ရဲ့အနန္တထိုင်လန် estate ကိုအခုပဲဆက်သွယ်စုံစမ်းလို့ရပါပြီရှင်။